ပြောချင်တာကမြန်မာလိုဆိုရင်ကိုစစ်ပိုင်အတွက်အဆင်ပြေတဲ့အရေးမျက်နှာတွေကညီမအတွက်အဆင်မပြေဘူးညီမအတွက်အဆင်ပြေတဲ့အရေးမျက်နှာတွေကိုစစ်ပိုင်အတွက်အဆင်မပြေဘူးပေါ့နော်ဒီ spiritual tools ကိုအသုံးချပြီးတော့မှ okay ကိုယ့်ရဲ့အိမ်မှာဒါမျိုးဘယ်လိုမျိုးကိုယ်နဲ့တဟဇာတာရှိတဲ့အိမ်ဖြစ်အောင်ကျွန်တော်ဘယ်လိုနေမလဲပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော် Alexon ပါဒီနေ့ meeting လေးတော့ကျွန်တော်တို့ရှေ့တစ်ခေါက်ကပေါ့နော်ကိုတို့ယူထားတဲ့ package ထဲမှာ၃ခုပေါ့ဖုန်းရွှေရယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ body graph ဆိုတဲ့ဟာတွေနောက်တစ်ခုကျ astrology ပေါ့နော်ဖုန်းရွှေကတော့ကျွန်တော်တို့ဒီနေရာနဲ့ alignment လုပ်ပေးတာပေါ့နော်ဒုတိယတစ်ခုကကျတော့ကျွန်တော် body graph ကကျတော့ကိုယ့်ရဲ့ကိုယ်တွင်းမှာရှိတဲ့ energy alignment လေးနဲ့ဒီကိုနေမဲ့အိမ်နဲ့ဘယ်လိုမျိုးalign ဖြစ်အောင်လုပ်လို့ရမလဲပေါ့နော်အလားရယ်နောက်တစ်ခုကျ astrology မှာဆိုကိုယ့်ရဲ့ timing လေးရှိတယ်အဲ့ timing လေးနဲ့ကိုနေမဲ့အိမ်ပေါ့နော် timing လေးချိန်သွားတဲ့အချိန်ကျရင်ကိုယ့်ရဲ့အိမ်ကလည်းကို adjust ဖြစ်ဖို့အရေးကြီးရပေါ့နော်အလားလေးပေါ့ဒီမှာဆိုကျွန်တော်နားလည်မှာကျွန်တော်အခုသွားမယ်ပုံစံကကျတော့ဟိုလိုမျိုးကြီးဘေးတင်းနေဟောပေးမှာမဟုတ်ဘူးပေါ့နော်ဒီ spiritual tools ကိုအသုံးချပြီးတော့မှ okay ကိုယ့်ရဲ့အိမ်မှာကိုယ်နဲ့တဟဇာတာရှိတဲ့အိမ်ဖြစ်အောင်ကျွန်တော်ဘယ်လိုနေမလဲပေါ့နော်အဲ့တော့ဒါမျိုးကျတော့ဟိုလိုမျိုးယုံချင်းမယုံချင်းဆိုတာထက်ကျွန်တော်ပြောတဲ့ဟာလေးတစ်ချက်နားထောင်ကြည့်ပေါ့နော် resonate မဖြစ်လဲပြောပါနော်အဲ့တော့ကျွန်တော်တို့ကဟုတ်ပြီဒီ map ကဘယ်မှာ application ကဘယ်လိုသွားမလဲဆိုရင်ပထမဆုံးအဝင်ဝါမှာဆိုကျွန်တော်တို့သုံးသက်ကြည့်တာပေါ့အခုလက်ရှိအိမ်မှာကျတော့တက်သားစစ်တော့မဟုတ်ဘူးဆိုပေမဲ့ဒီ Estella မျက်နှာစာရဲ့တက်သားချောင်းတွေဖြစ်နေတာပေါ့နော်တက်သားပုံစံအချောင်းလေးတွေဆိုတော့ဟိုဒါလုတ်ပြီးမှဝယ်ထားလောက်အောင်ပေးရတယ်ပေါ့နော်အဆင်ပြေတယ်ကွက်တီပဲပေါ့အဲ့တော့ဟိုအကိုအတွက်ဆိုရင်လည်းဒီမျက်နှာစာကပါလို့ဆိုတက်သားလိုမျိုးလေးဖြစ်တဲ့အတွက်မင်္ဂလာနဲ့ absorb ဖြစ်တယ်နောက်တစ်ခုကျပါဆို north direction ကျွန်တော်မြောက်အရက်ကကျတော့ဒီဖုန်းရွှေမှာဆိုကျွန်တော်တို့က career ကိုလည်းပြောတာပေါ့နော်ကိုကဝင်လာတဲ့ခါကျရင်တော့ဒီမှာတချို့ဟိုကျွန်တော်တို့တစ်ခေါက်ကပြောခဲ့သလိုပေါ့နော်အခက်မသိဘူးဆိုရင်ဒါတက်သားဒီဇိုင်းမပါဘူးဆိုရင်ပို့ပြီး stress များစေအဲ့ကြောင့်ကျွန်တော်ရေတကွန်ထားတိုင်းမကောင်းဘူးပေါ့အိမ်ရှိတဲ့အိမ်မှာရေတကွန်ထားလိုက်ဆိုရင်သူက overwhelm ပိုဖြစ်သွားလိုက်မယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်အောက်တက်မှာဆိုရင်ကျွန်တော်တို့ကဒီမှာ map ကိုကြည့်လိုက်ဆိုရင်ကျွန်တော်တို့အခုဖျားခန်းကလည်းအရန်စင်ပြေတဲ့အရေးမျက်နှာဖြစ်နေတယ်နှစ်ယောက်စလုံးအတွက်ကကျွန်တော်တို့အရှိမြောက်ရက်ပေါ့နော်ဒီအရှိမြောက်ရက်ကမြန်မာအတွက်ဆိုရင်ဒါက health sector ပေါ့နော်ကျန်းမာရေးကဏ္ဍဖြစ်တယ်အဲ့ဒီအတွက်ဒီမှာကဟိုဖျားစင်ထားခြင်းအဖြစ်ကိုကဖျားဝိပြုတာပါလို့ဆိုကိုယ့်ရဲ့ spirituality ပေါ့နော်ကိုအဲ့လိုမျိုးကိုယ်စိတ်ကိုအေးချမ်းမှုပေးစေတယ်အဲ့လိုမျိုးစိတ်ကျန်းမာမှုပေးရတဲ့အတွက်ခန္ဓာကိုယ်ကျန်းမာမှုကလည်းနောက်ကလိုက်လာတယ်လို့မျိုးပေါ့နော်အဲ့တော့တခုရှိတာကျွန်တော် design မှာဆိုဒီနေရာကိုအဲ့လိုမျိုးလုံးဝ peaceful ဖြစ်တဲ့ပုံစံမျိုးတော့ကျွန်တော်ထားပေးရမယ်ပေါ့အဲကန်ဆိုရင်ဒီအိမ်ကဒီမှာအတွက်အဆင်ပြေတာတော်များတယ်အဲ့တော့အဲကန်အတွက်ဆိုလဲသူက wife power success ပေါ့နော်မိန်းမရဲ့ power နဲ့ success area အဲ့ညီမအတွက်ဆို battery charger လိုမျိုးဖြစ်တယ်ပေါ့ဒီ area လေးကဒီကန်ထဲမှာ relax လုပ်လိုက်လို့ရှိရင်ကိုကဟိုဖြစ်သွားလို့ရတယ်ပေါ့နော်ကို charging လေးဝင်သွားသလိုကိုတနေ့တာပေးမှန်းတဲ့ဟာတည်း high တော့လေးလှုပ်လိုက်သလိုမျိုးလေးပေါ့နော်ကျွန်တော်ဒီကန်ထဲမှာကျွန်တော်မှန်လေးထားဖို့အတွက်ကျွန်တော်ယာနေတာ mirror လေးဝိုင်းလေးအဝိုင်းလေးပေါ့နော်အဲ့ဒါဒီ baby ကလည်းကျဲသွားအောင်ကျွန်တော်ဆိုသူကဒီမှာ metal တန်တက်ထဲဆိုတော့ကျွန်တော် silver လို့ဒီ gray လို့အကုန်လုံးကဒီတန်တက်ပေးတဲ့အရောင်တွေပေါ့နော် including mirror ပေါ့အဲ့အလားလေးနဲ့လည်းအဆင်ပြေသွားပါပေါ့နော်တခုရှိတာပါလဲဆိုတော့အနောက်ရက်မှာကျွန်တော်တို့လေကားတွေရေချိုးကန်တွေရှိတာဖြစ်တဲ့အတွက်အလားလည်းဒီကဲတန်းကျတော့ညီမရဲ့ career area ဆိုတော့ကောင်းတာတော့သူ့ကိုကျွန်တော်ရေချိုးကန်ကားတွေအများကြီးပိတ်ထားဟိုကမုတ်ဖုံးတွေကိုပိတ်ထားတယ်ဆိုတော့ပိုကောင်းတယ်လေကားတွေကတော့ကျွန်တော်တို့အဲ့တက်မှာ option 1လားမသိဘူးဒီမှာတက်တာခြေနှင်းပြပေးထားတယ်လေအဲ့လိုတောက်တောက်တင်းတင်းဆိုရင်တော့ပိုကောင်းတယ်ပေါ့နော်ပြောတဲ့ပုံစံရဆိုရင်တော့ kitchen and dining မှာကျတော့ခုန kitchen area အတွက်လည်းညီမ relationship zone ဖြစ်တဲ့အတွက်သူက heart of the home ပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့တက်သားတွေထည့်ပေးပါတဲ့တက်သားတွေထည့်ပေး green color တွေသုံးပေးအဲ့ဒါလည်းအဆင်ပြေတယ်ပေါ့နော်နောက်ပြီးကျတော့ကိုယ့်အတွက်ကကျတော့ကိုယ့်ရဲ့ success zone ကကျတော့ dining area ဟိုဗာလဲ liquor တွေပါ display လုပ်ချင်တာဆိုလဲအဆင်ပြေတယ်ပေါ့နော်သူ့နေရာလဲသူအဆင်ကျွန်တော်ပြောသလိုဟိုအန်ကိုက်များတော့ဝယ်ထားတော့အောင်မရတယ်ပေါ့နော်အဆင်ပြေတယ်ပေါ့ဟုတ်အပေါ်တက်မှာဆိုရင်ကျွန်တော်တို့ကဒီ master suite မှာဆိုအဓိကကျတော့ကျွန်တော်တို့ဒီနားမှာ height pot တွေပါလိုရဲဥစ္စာတွေကျွန်တော် design ထဲမှာပြောထားပြီးသား color လာထည့်ရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ olive green လိုမျိုးလေးပေါ့နော်ကျွန်တော်ဝတ်ထားအင်ဂျီလိုမျိုးပေါ့ခက်နုနုလေးပေါ့နော်ဆိုတော့ဒါမျိုးလေးအဆင်ပြေတယ်ပေါ့နော်အဝေးလကန်းဆိုလဲညီမရဲ့ success sector ပေါ့နော်ဒီနေ့တနေ့စာစားဖို့အတွက်ဆိုရန်ကောင်းတယ်ဒီသူ့ရဲ့ design tip ကလည်းဒီမှာမှန်ကြီးထားပါတဲ့ကိုယ့်ရဲ့ luck ကိုတဲ့ expand လုပ်အောင်မှန်ကြီးထားပါတဲ့ကလေးတွေ area ကြတော့ကိုယ့်ရဲ့ဒီ relationship area ဖြစ်တယ်ကျွန်တော်တို့ဒီမှာဆိုရင်ကလေးနဲ့ bonding လုပ်ဖို့လည်းအရင်ကောင်းတယ်ပေါ့နော်တခုပဲရှိတာကျွန်တော်တို့ကဒီမှာဆိုရင် metal furniture တွေမထားနဲ့တန်နဲ့လုပ်ထားတဲ့ furniture တွေလို့အဲ့လိုမျိုး 88 set ဟာတွေမထားဘဲနဲ့ bright color လေး natural material ဆိုတော့အဆင်ပြေပါဆိုတော့ကျွန်တော်တို့သုံးမဲ့ theme ကလည်းဒီ natural theme ကိုသွားမှာဆိုတော့လေဟုတ် above floor dress ဆိုလဲတကယ်လို့ဒီမှာအမေကိုထားမယ်ဆိုလဲအရန်အဆင်ပြေတယ်ဘာလို့ဆိုတော့သူက traditionally ဒါကိုယ့်ရဲ့မိဘကိုထားမယ်နေရကျွန်တော်တို့နဲ့ကွက်တီပဲအဆင်ပြေတယ်သူ့ကိုဒါနေရာပေးရဆိုခံစားချက်သူအဲ့နေရာမှာပြေးသွားရလိုက်မယ်ပေါ့နော်သူ့တဲမှာဆိုလဲ earth color တွေဒီမြေကြီး color တွေတုံးပေးဆိုတော့လေကျွန်တော်တို့နဲ့အဆင်ပြေတယ်ဟုတ်တော့ဒီကတော့တူတူပဲပေါ့နော်အပေါ်တက်အောက်တက်ကတော့ကျွန်တော်ပြောလို့ပဲကမုတ်တွေဆိုပိတ်ထားပေးအင်္ဂါရေရှုကန်တကားတွေဆိုမသုံးရင်တကားပိတ်ထားပေးပေါ့နော်ဟိုဒါတွေကတော့ summary လေးပေါ့နော်ခုနကကျွန်တော်ပြောသွားတဲ့ဥစ္စာလေးတွေပါပဲကျွန်တော်တို့ကူးသုံးခြင်းနဲ့ဟို wood color တုံးတွေများသုံးပေးလို့ရတယ်အပင်လေးတွေသုံးပေးပါတဲ့ဟိုတကောက်လည်းကိုစစ်ပိုင်ကျွန်တော်ဟိုဒီအပင်လေးတွေတခါတည်း interior မှာထည့်ပေးဖို့ပြောရပေါ့နော်ဘာလို့ဆိုတော့တစ်ကို
wood ကိုအထဲမှာများများသုံးပေးတစ်သားကာလာတွေသုံးပေးနောက်တစ်ခုကကျတော့သဘာဝအလင်းရောင်တွေရိုက်နေရဆိုကောင်းတယ်ဆိုတော့အခု၄ယောက်ကလည်းအဆင်ပြေပေါ့နော်အလင်းရောင်တွေကဟုတ်အဲ့တော့ဒုတိယတစ်ခုကကျတော့ကျွန်တော်တို့ body graph ပေါ့နော် body graph ကကျတော့ကျွန်တော်တို့ကလူကိုပို့ပြီးတော့မှနားလည်အောင်လုပ်တဲ့အရာပေါ့နော်အဲ့တော့ဒီထဲမှာဆိုရင်ကိုကဘယ်လိုမျိုး energy type ပါတယ်ဆိုတာရှိမယ်နောက်တစ်ခုကကျတော့ light ဖတ်တဲ့living environment ကဘယ်လိုမျိုးလဲဆိုတာလေးကျွန်တော်တို့ပြတာပေါ့နော် အားလုံးပဲမင်္ဂလာပါကျွန်တော် Alexon ပါ မိတ်ဆွေတို့အနေနဲ့လည်းဒီနေ့ပြောခဲ့တဲ့အကြောင်းအရာလေးတွေကိုသဘောကျလိုက်မယ်လို့ယုံကြည်ပါတယ်အခုဒီ project မှာပဲနောက်ထပ်ဒီလို energy alignment နဲ့စိတ်ဝင်စားကောင်းတဲ့ consultation ပိုင်းတွေကိုဘယ်လို service တွေထပ်ပြီးပေးခဲ့လဲဆိုတာကိုဆက်လက်ပြောပြပေးသွားမှာမလို့ like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦးခင်ဗျာ